ငယ်ကလေးကပီမိုးနေရဲ့စာအုပ်ဖတ်ပြီးမှကြီးလာတာပီမိုးနေရဲ့မိမချမ်းတို့နော်ယာတီခွင်တို့တွက်နီတို့ဘာလို့မင်းအကုန်လုံးကြည်ပြီးတာမင်း ဘူးငါသားယောက်ျားလေးမွေးချင်တယ်ငါသားကိုနင့်လိုမျိုးပြုစုပြောထားမယ်နင့်လိုမျိုးအမျိုးသမီးတွေအပေါ်မှာငဲ့ညာတတ်အောင်ကျင်နာတတ်အောင်ဂရုစိုက်တတ်အောင်အမျိုးသမီးတွေအပေါ်မှာချစ်တတ်အောင်ကျင်နာတတ်တဲ့အမျိုးကောင်းသားလေးဖြစ်အောင်ငါပြုစုပြောထားမှာပြင်ကျမချွေးမကိုပေးမယ်လေမရဘူးလား ရတယ်ဒါမှခဏနေအောင်မင်းအချိုးလေးနဲ့ကြည့်အောင်မယ်ပြီးမှငါစဉ်းစားမယ်မင်းအချိုးကြည့်ပြီးငါစဉ်းစားရမှာပေါ့ မရိုင်းတော့ကွာအားစေးကြည့်အောင်ငါယောက်ျားလေးတလားဘလို့မျိုးဆွဲဆွဲမရဘူးလို့ ဖျားဖြစ်မဲ့အုတ်နီခေးလေးဆိုတော့မင်းကတော်ယုံတန်ယုံမရထင်နေလားငေါ့မြတ်ရဲဆဆ ဆောင်ရန်နေလေတူပူတိတူပူတအားတော့တအားတွေကြောက်နေ မရဘူးလာပတ်လို့မရအောင်နော်ငါ့ကိုဂျင်းတဲ့မှာထောင်ချောက်တယ်ပါလေဆင်လို့မရဘူးငါငယ်ကလေးကပီမိုးနေရဲ့စာအုပ်ဖတ်ပြီးမှကြီးလာတာပီမိုးနေရဲ့မိမချမ်းတို့နော်ယာတီခွင်တို့တွက်နီတို့ဘာလို့မင်းအကုန်လုံးကြည်ပြီးတာမင်းကိုလက်စီလောက်တဲ့ငါဒါတွေကမင်းတုံးလေးခေါက်ဖတ်ပြီးတာ